ဘတ်ထောင်ကျော်နဲ့ဆောင်းကိုရုပ်ရှင်ဝင်ဖြေလုပ်လို့ရတယ်ဆိုတာယုံကြတာဖုန်းထဲကစက်ကားတွေဖြစ် YouTube ကနေဖြစ်စက်ကားတွေကြည့်လို့ရပါတယ်။အားလုံးသိတဲ့အတိုင်းကျွန်တော်တို့ထိုင်းမှာပင်ပန်းအလုပ်လုပ်ပြီးစက်ကားကခုံကြည့်နေရတာပဲလေ။ TV ကြီးဝယ်ဖို့လည်းစီကြီးတယ်လို့အဆောင်ပြောင်းလည်းတရားခပ်ပါတယ်။ဒီကောင်လေးကတော့လက်ပွားစာလေးပဲရှိပါတယ်။ Wi-Fi နဲ့ချိတ်ဆက်ပြီး YouTube ကြည့်လို့ရတယ်လို့ကိုရီးယားဇလန်တွေတရားခွေမြန်မာရုပ်ရှင်စက်ကားများနဲ့မြန်မာ channel များကိုလည်းကြီးတော့ရှင်ဖြစ်ကြည့်လို့ရပါတယ်။တခုခုသိချင်တာရှိရင် comment အောင်ချက်ပေါက်မှာမင်းထားလို့ရပါတယ်။